နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် layer walk layer walk ရဲ့ command ကဒီ lay wlk ဒီကောင်လေးတစ်ချက်စမ်းကြည့်ရအောင်နော်command က lay wlk ဟုတ်လားlayer walk ကိုခေါ်လိုက်ပြီဆိုလို့ရှိရင်သူဒီပါကြလာဆိုရင်ဒီမှာဆိုလို့ရှိရင်ပေါင်းလေးတစ်ခုကြာလာပြီလေအဲဒီမှာ layer walk နောက်မှာ layer 20 layer 20ဆိုတာကကြတော့ဆရာတို့ဒီ layer တွေဖန်တီးခဲ့တော့ကဒီမှာဆိုလို့ရှိရင် layer အခုဘယ်နှခုရှိတယ်ဆိုလို့ရှိရင်layer ဒါနဲ့ခေါ်ကြည့်လိုက်တဲ့အခါမှာအားလုံးပေါင်း layer ဒီစုစုပေါင်းဒီမှာအခု20ရှိတယ်သူ20လုံးကိုဒီမှာပြန်ပြီးတော့ပေါ်ပေးတာLAYWAK အဲ့ဒါအဲ့မှာဆိုလို့ရှိရင်ဒီ layer walk ကဘယ်လိုလုပ်လဲဆိုလို့ရှိရင်သူကကြတော့ဒီဆရာတို့ဆွဲခဲ့တဲ့ object တွေပေါ့အဲ့ဒီ object တွေကသူ့ layer နဲ့သူမှန်လားမမှန်လားကိုစစ်တဲ့အခါမှာဆိုလို့ရှိရင်ဆရာတို့ဒီ layer walk ဆိုတဲ့ command လေးနဲ့သုံးပြီးတော့စစ်ကြည့်လို့ရတယ်command သုံးလိုက်မယ်ဆိုလို့ရှိရင် layer walk ဆိုလို့ရှိရင်ဒီလိုပေါက်လေးကြာလာမယ်ဆိုလို့ရှိရင်ပစမ်းကဘာလုပ်ထားအောင်လဲဆိုရင်အောက်မှာ bstone ကို exit ဆိုတာလေးကိုအမှန်လေးချက်ထားပေးရမယ်နော်ဟုတ်ပြီဒီထက်ကမှာကျတော့တခုပေါ့လေဒီထက်မှာ column အာခီ column လေးကိုတစ်ချက် click ကြည့်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင် column ကလွဲပြီးတခြား layer တွေပေါ်မှာပိတ်ကြသွားတယ်ဘာပဲပုံလဲဆိုလို့ရှိရင် column ဆိုတဲ့ layer လေးတစ်ခုပဲပေါ်မယ်နောက်တစ်ခုဒီမှာဆိုလို့ရှိရင် draw ဆိုလို့ရှိရင် draw layer လွယ်လို့ကျန်တဲ့ဟာတွေအကုန်လုံးဒီပါဖြစ်သွားတယ်ဆိုလို့ရှိရင် layer ပိတ်ကြသွားတယ်ဒီမှာဆိုလို့ရှိရင် grid ဒါဆိုလို့ရှိရင် grid line ပဲပေါ်မယ်ကျန်တဲ့ဟာတွေ layer တွေအကုန်လုံးကပိတ်ကြသွားတယ်အစဖြစ်လို့နော်ဒီမှာဆိုလို့ရှိရင်သူက hash တွေပြီးနောက်တစ်ခုက wall တွေနောက်တစ်ခုကကြတော့ window တွေသူတို့ပေါ့ layer တွေဒီသူ့ layer နဲ့သူမှန်လားမမှန်လားကိုချက်စစ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဆရာဦးမှာစမ်းပြမယ်ဘာဖြစ်နေလဲဆိုလို့ရှိရင် window layer တွေကိုဘာတွေရောက်နေလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ text တွေကရောက်နေတာအဲ့ text တွေအားလုံးကိုတူတူစီးတဲ့ထားချင်ဆိုရင်ဆရာတို့ကဘယ်မှာထားလဲဆိုလို့ရှိရင်ဒီ archi annotation ဆိုတဲ့ text ဆိုတဲ့ဒီ layer ထဲမှာထားတယ်အဲ့ဒီမှာဆိုရင်ဖြစ်နေတာ window layer တွေကိုသူ့ရဲ့ဒီစာတွေကရောက်နေတယ်သူ့ရဲ့ဒီ W2 တို့ W1 တို့ W4A တို့အစဖြစ်တယ်ပေါ့နော်ဒီသူ့ရဲ့ဒီ text တွေက window ဆိုတဲ့ layer တွေကိုရောက်နေတယ်အဲ့ဒါဆိုလို့ရှိရင်ပေါ်သွားပြီ layer 1လေးနဲ့သာစစ်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ဒီ text တွေကဘယ်ထဲမှာရှိရပါလဲဆိုရင် annotation ဆိုတဲ့ text ထဲမှာရှိရမှာဒါပေမဲ့ဘယ်ထဲရောက်နေလဲဆိုရင်ဒီ window ဆိုတဲ့ layer တွေကိုရောက်နေတာဒါဆိုလို့ရှိရင်ကျွန်တော်တို့သိသွားပြီသေချာပြီဒီကောင်တွေအကုန်လုံးဘယ်ထဲပြန်ထည့်ရမလဲဆိုလို့ရှိရင် annotation text ဆိုတဲ့ဒီ layer တွေကိုပြန်ထည့်ရမှာဟုတ်ပြီနော်အဲ့တော့မှာဆိုရင် close ပေးလိုက်မယ်ဒီကနေပြီးတော့ LAYISO အဲ့ဒါပြီးလို့ရှိရင် setting တွေကမှာ off ပြီးတဲ့မှာဒီနောက်တစ်ခါ off ကိုရေးလိုက်တယ်အဲ့တော့ဘာကို select လုပ်ပေးရမလဲဆိုရင်ဆရာတို့ပေါ်စေခြင်းနဲ့ဒီကောင်လေးသူ့ရဲ့စာတွေပေါ့ဒီ text လေးကို layer မှားနေတဲ့ကောင်လေးဒီကောင်လေးဒီဘယ်ထဲရောက်နေဆိုရင် windows ဆိုတဲ့ layer တွေကိုရောက်နေတာအဲ့ဒီကောင်လေးကိုတစ်ချက် click လိုက်မယ်အဲ့ဒါခောက်လိုက်ပြီဆိုလို့ရှိရင်ဒီစာလေးတွေပဲပြန်ပေါ်ပြီးတယ်အဲ့တော့မှဆရာတို့ကသူ့ကိုဒီစာတွေကိုတစ်ချက်အကုန်လုံးလိုက်ပြီးတော့ select ပေးလိုက်ဟုတ်စာတွေကို select ပေးပြီဆိုလို့အဲ့ဒီစာတွေဘယ်ထဲကိုထည့်ရမှာလဲဆိုရင်ဒီကနေပြီးတော့ဇွန်နက layer archi annotation text ဆိုတဲ့ဒီ layer တွေကိုထည့်ရမှာထည့်ရမယ်ဆိုဒီထဲကိုတစ်ချက်ပေးပြီးစာတွေကဘယ်ထဲရောက်သွားလဲဆိုရင်ဟောဒီမှာတစ်ခုကြာနေပါလဲဆိုရင် W4 ဒီကောင်တစ်ချက် select ပေးဘယ်ထဲထည့်မှာလဲဆိုလို့ရှိရင် annotation text ဟုတ်layer တွေကိုငကိုတိုင်းပဲပြန်ပြီးတော့ပေါ်နေတယ်ဆိုရင်ဘာသုံးမလဲဆိုလို့ရှိရင် LAYUNIS sorry ISO layer ISO ပေါ့အဲ့ဒါခောက်လိုက်ပြီဆိုလို့ရှိရင်သူကကြတော့ဒီမှာ object တွေကပြန်ပြီးတော့ပေါ်လာ layer ပြန်ဖွင့်ပေးတာပေါ့ layer ISO ကကြတော့အဲ့တော့မှာဆိုတော့က command LAYWLK အဲ့ဒါခောက်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ layer wall လေးကြာလာပြီအဲ့ထဲမှာဆိုတော့ကမှားနေတဲ့ကောင်ကဘာလဲဆိုလို့ရှိရင် window layer တွေကိုစာတွေရောက်နေတာအဲ့တော့ window layer တစ်ချက် click ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ window layer ပဲကျန်ခဲ့တယ်စာတွေဒီဘယ်ထဲရောက်သွားလဲဆိုလို့ရှိရင် annotation text ဆိုတဲ့ထဲကိုရောက်အဲ့လိုမျိုးပေါ့နော် layer တွေမှန်လားမမှန်လားပြီးရင်နောက်တစ်ခုက window ပြီးပြီဆိုရင် draw ဆိုလို့ရှိရင်လည်း draw ဆိုလည်းဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီမှာစာတွေကဒီ draw 1တို့ draw 2တို့ draw 3ဆိုတဲ့ဒီသူ့ကိုညွှန်လာတဲ့စာတွေကဘယ်ထဲရောက်နေလဲဆိုလို့ရှိရင် draw layer တွေကိုရောက်နေတယ်အဲ့တော့ဒီစာတွေကိုလည်းမှားနေတယ်ဆိုလို့ရှိရင်ဒီ layer ကို command ကိုသုံးပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီစာတွေကိုဗာပြန်လုပ်ပြရမယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုပြန်ပြီးတော့ပိတ်လိုက်မယ်ဆိုတော့ကဒီ draw 1ဆိုတဲ့ဒီစာလေးကဘာဖြစ်လဲဆိုလို့ရှိရင် layer မှားနေတယ်ဒီ draw layer တွေကိုရောက်တယ်မနေ့ကဘယ်ထဲရောက်လဲဆိုရင်ဆိုတော့က annotation ရဲ့ text တွေကိုရောက်ပါတော့ဒီကောင်လေးကိုပြန်ကြောင်းကျင်တယ်ဆိုလို့ရှိရင်ဒီ LAYISO ပေါ့ LAYISO အဲ့ဒါဒီထဲမှာ setting ပြီး off နောက်တစ်ခါ off ဆရာတို့ကမှားနေတဲ့ကောင်ပေးကောင်းလဲဆိုဒီစာလေးဒီကောင်လေးတစ်ချက် click ထောက်လိုက်ပြီးခဏခောက်ချအဲ့ဒါဆိုလို့ရှိရင်ဘာပဲပြန်ပေါ်လာပြီးသူကဒီ layer ပေါ့လေသူ့ layer ပေါ့အခုစီဆရာဒီစာကို click ခောက်လိုက်တာဒီသူဒီဘာ layer လဲဆိုရင် draw layer draw layer နဲ့မှန်တယ်များပဲပွင့်နေတယ်ကျန်တဲ့ဟာတွေအကုန်လုံးကဒီမှာဆိုလို့ရှိရင် layer တွေအကုန်လုံးပိတ်ပြီးသွားတယ် layer off ပြီးသွားတယ်အဲ့မှာဆိုလို့ရှိရင်ဒီစာတွေကိုတစ်ချက် select ပေးလိုက်ဒီကောင်ဒီကောင်
ရပြီဆိုလို့ရှိရင်သူ့ကိုဘယ် layer ထဲထည့်ရမလဲဆိုလို့ရှိရင်ဒီက annotation and text ဆိုတဲ့ layer တွေကိုထည့်ရမယ်ဒါဆိုလို့ရှိရင်ရပါတယ်အဲ့တော့မှအကုန်လုံးပြန်ပြီးတော့ layer တွေကိုပြန်ဖွင့်နေတယ်ဆိုလို့ရှိရင် LAYUNISO ဟန်တာဒါဆိုလို့ရှိရင်သူမူရင်း layer တွေအကုန်လုံးပြန်ပြီးတော့ဒီမှာဖွင့်မယ်အဲ့တော့မှ LAYWLK layer word ဆိုတဲ့ command လေးပြန်ခေါ်လိုက်မယ်ပြန်ပြီးတော့စစ်ကြည့်မယ် annotation and text ဆိုတဲ့ကောင်လေးတစ်ချက် click လိုက်မယ်ဆိုရင် Solid ကဒီ window 1 window 2ဒါ door 1 door 2အဲ့ဒီကောင်လေးဒီဘယ်ထဲပြန်ရောက်သွားလဲဆိုရင်သူ့ရဲ့ layer တွေကိုပြန်ပြီးတော့ရောက်သွားတယ်ဒီမှာ Solid က window layer တွေကိုစာတွေကရောက်နေတာ window layer ကိုတစ်ချက် click ကြည့်မယ်ဆိုလို့ရှိရင်သူဒီမှာစာတွေမရှိတော့စာတွေဘယ်ထဲရောက်သွားလဲဆိုရင်ဒီက annotation and text ပြီးနောက်တစ်ခုက door layer ရဲ့အစာတွေကလည်းဘယ်ထဲရောက်သွားလဲဆိုရင် annotation and text ကိုရောက်သွားတယ်အဲ့လိုမျိုးပေါ့ layer တွေကိုသူ့ layer နဲ့သူမှန်လားမမှန်လားစစ်ချင်တဲ့ဟာမျိုးပေါ့ layer တွေမှားနေသလားအဲ့လိုမျိုး object တွေကိုစစ်ချင်တဲ့အခါမျိုးပါဆိုလို့ရှိရင် command ဒီ layer wall command လေးနဲ့သုံးပြီးတော့အဲ့တော့စမ်းကြည့်လို့ရတယ်နော်ဒါလေးသုံးကြည့်